ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့စစ်ဘေးသင့်ဒေသကတိုင်းရင်းသားပြည်သူအားလုံးရဲ့ကိုယ်စားကျေးဇူးထူးပင်တင်ရှိပါရရှင်။ You're the only, you're the